9 နှစ်ကြာမှပြန်လာခဲ့ပေမယ့်တမီနစ်နဲ့ဒူးပြုတ်ပြီးအရှုံးပေးလိုက်ရတဲ့ကော်နာမက်ဂရီကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာတဝန်းကပရိသတ်တွေ9 နှစ်လုံးယူယူမူစောင့်မျှော်ခဲ့ရတဲ့ကော်နာမက်ဂရီကောရဲ့အကြီးကျယ်ဆုံးပြန်လာမှုဟာပွဲစပြီး60စက္ကန့်လေးအတွင်းမှာပဲအရှက်တကွဲညီကုန်းချုပ်သွားခဲ့ပြီဖြစ်ပါတယ်UFC 329ဟာမက်ဂရီကောဆိုတဲ့ဂန်နဝင်ဖိုက်တာကြီးရဲ့ခေါင်းတလာကိုနောက်ဆုံးတန်မိုးရိုက်သွင်းလိုက်တဲ့ပွဲဖြစ်သွားခဲ့ပါပြီအားလုံးကဒီပွဲမှာသွေးထွက်တန်ယူအလဲထိုးပွဲကြီးကိုမျှော်လင့်ထားကြတာပါမတ်ဟော်လိုဝေးနဲ့73နှစ်ကြာပြန်လည်ထိတ်တိုက်တွေ့ဆုံမှုဆိုတော့ပွဲချီပြေပွဲချမ်းတစ်ပွဲဖြစ်မယ်လို့အားလုံးကမျှော်လင့်ထားခဲ့ကြတာပါဒါပေမဲ့ပွဲစားလို့ခေါင်းလောင်းတန်မြည်ပြီးတိတ်မကြခင်မှာပဲလောဝမထင်မှတ်ထားတဲ့အိမ်မက်ဆိုးကြီးတစ်ခုစတင်มาတော့တယ်မက်ဂရီကောကသူ့ရဲ့နာမည်ကြီးဂျမ်မင်ကစ်ခုန်ကန်ချက်ကိုအာပါတရလွှဲကန်လိုက်တဲ့အချိန်ကျမ်းမြင့်မော်ပြန်ကြမှာသူ့ရဲ့ဒူးစစ်ကြီးကနေရာကနေကျွတ်ထွက်သွားတာကိုရုပ်သံအနေပြကွက်တွေမှာအထင်ရှားမြင်လိုက်ရပါတယ်။တာမန်လူဆိုရင်တော့အဲ့ဒီနေရာမှာတင်တတိလစ်သွားနိုင်တဲ့နာကျင်မှုမျိုးပါ။ဒါပေမဲ့မက်ဂရီကောကသူ့ရဲ့မာနာနဲ့အန်ကျိတ်ပြီးတော့ပြန်ထားဖို့ဆက်ထိုးဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကသူ့စိတ်ကိုလုံးဝမလိုက်နာနိုင်တော့ပါဘူး။ခြေလန်းလှမ်းဖို့ကြိုးစားတိုင်းမှာဒူးကခွေကျသွားပြီးအချိန်ချင်းပြုတ်ကျနေတဲ့မြင်ကွင်းကတကယ်ကိုရင်ကွဲစရာကောင်းလွန်းတယ်လို့ကြီးမြတ်လာတဲ့ဖိုက်တာတယောက်ရဲ့အဆုံးသက်ဟာဒီလိုမျိုးအားကိုးရမဲ့ဖြစ်နေတာကိုကြည်ရတာအတော်လေးကိုစိုးနှင့်စရာကောင်းပါတယ်။ဒီပွဲမှာအဖြစ်အပျက်တွေအားလုံးထက်ပိုပြီးလေးစားဖို့ကောင်းတာကတော့ပြိုင်ဘက်မတ်ဟော်လိုဝေးရဲ့လုပ်ရက်ပါပဲ။တာမန်ဖိုက်တာတွေအထူးသဖြင့်နိုင်ပွဲကိုအယူမူးလိုချင်နေတဲ့သူတွေဆိုရင်တော့ပြိုင်ဘက်ဒဏ်ရာရပြီးတော့လဲကျသွားတဲ့အချိန်ဟာအပိုင်သိမ်းဖို့အကောင်းဆုံးအခွင့်အရေးဆိုပြီးတော့အပေါ်စီးကနေရရဆက်ဆက်လက်တီးမိုးရွာချကြမှာပါ။ဒါပေမဲ့ဟော်လိုဝေးကအဒီလိုရုံမာတဲ့အလုပ်ကိုမလုပ်ခဲ့ဘူးဗျ။သူကမက်ဂရီကောရဲ့ခြေလမ်းတွေမှန်တော့တာကိုချက်ချင်းသတိထားမိလိုက်တယ်။အခွင့်အရေးကိုအပြေးဝယူပြီးဝင်မတက်တဲ့အပြင်ဒိုင်လူကြီးကိုတော့မှသူ့ကိုသွားကြည့်ပေးပါဦး။တခုခုမှားယွင်းနေပြီဆိုပြီးတော့လှမ်းသတိပေးခဲ့တာပါ။ဒါဟာအစစ်မှန် MMA ဖိုက်တာတယောက်ရဲ့စိတ်ဓာတ်နဲ့လူကြီးလူကောင်းပြီးသားမှုကိုကဘာကိုပြသလိုက်တာပါပဲ။နောက်ဆုံးတော့ဒိုင်လူကြီးနဲ့ဆရာဝန်တွေဝင်စစ်စေပြီးပွဲစားလို့10မိနစ်ကျော်လေးမှာပဲမက်ဂရီကောတယောက်နာကျင်မှုတွေမျက်ရည်တွေနဲ့အရှုံးပေးလိုက်ရပါတော့တယ်။ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ပရိသတ်တွေကြားမှာအကြီးအကျယ်ညှင်းခုန်စရာတွေဖြစ်လာပါပြီ။ခင်ဗျားတို့မှတ်မိကြအောင်ပဲထင်ပါတယ်။ပြီးခဲ့တဲ့ Dustin Poirier နဲ့ပွဲတုန်းကလည်းမက်ဂရီကောရဲ့ခြေစလုံးရိုးကြီးကတစားစီကျိုးထွက်သွားခဲ့တာလေ။အခု9 နှစ်လောက်နားပြီးတော့ငါအကောင်းဆုံးပြန်လာပါပြီဆိုမှပွဲဆဆချင်းမှာဒူးကထက်ပြုတ်ထွက်သွားပြန်ပြီ။တချို့ကပြောကြတယ်ဒါဟာမက်ဂရီကောအတွက်အောက်တကွန်လှောင်ရင်ကြီးရဲ့ချိန်စာတင်နေတာပဲ။ကန်ဆိုးမိုးမောင်ကြားနေတာလို့ဆိုကြတယ်။ဒါပေမဲ့တချို့ကတော့တကယ်အမှန်တရားကိုပြောင်းကျထောက်ပြကြပါတယ်။ဒီလောက်နှစ်တွေကြာကြီးအရက်တောက်ပါတီတက်ပြီးတော့ကိုယ်ခန္ဓာကိုယ်ကိုဖျက်ဆီးထားတဲ့ရလက်ပဲ။သူရဲ့ခန္ဓာကိုယ်နဲ့အရွတ်တွေကအားကစားကိုဆက်ပြီးတော့ဓမ္မခံနိုင်တော့လောက်အောင်မှဆွေးမြေ့နေပြီလို့ပြင်းထန်ဝေဖန်နေကြပါတယ်။ဘာပဲဖြစ်ဖြစ်ကော်နာမက်ဂရီကောဆိုတဲ့နာမည်က UFC ကိုကမ္ဘာအဆင့်ထိရအောင်ဆွဲတင်ပေးခဲ့တဲ့နာမည်တစ်ခုပါ။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီနာမည်ဟာအတိတ်ကပုံမြင်တပုတ်တသက်ဖြစ်သွားဖို့အတွက်ရာခိုင်နှုန်းအယံများနေပါပြီ။တန်းကျွဲတထေးကြီးဖြစ်နေတဲ့မက်ဂရီကောအနေနဲ့သူရဲ့ကျမ်းမာရေးကိုထပ်ပြီးတော့စတေးခံမလားဒါမှမဟုတ်ဒီနေရာမှာပဲဂုံတိတ်ခါရှိအနားယူသွားမလားဆိုတော့စောင့်ကြည့်ရပါတော့မယ်ပရိသတ်တို့ကရောဒီပွဲနဲ့ပတ်သက်လို့ကော်နာရဲ့အခြေအနေပေါ်ဘယ်လိုမြင်ကြလဲပြောပြသွားပါဦးအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ